အားလုံးပဲမင်္ဂလာပါအစင်းမြင့်စေဝါကျန်းကျင်အခုတင်တန်း free online course လေးကနေပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီနေ့သင်ခန်းစာလေးကိုစလိုက်ကြရအောင်နော်ဒီနေ့ပြောရမယ့်အကြောင်းအရာလေးတွေကတော့ eyes and ears drop နော်မျက်စင်စီနဲ့နားတွေကိုထည့်တဲ့ဆေးရည်ပေါ့နော်အဲအကြောင်းလေးတွေကိုပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ eyes and ears ကိုပေါ့နော် eyes ကိုပေါ့နော်ဒီမျက်စိဆိုတဲ့ဟာလေးကကျတော့ဒီဆေးပညာအရာဆိုရင် ophthalmic လို့ခေါ်ပါတယ် ear ဆိုလို့ရှိရင်တော့ optic လို့ခေါ်တယ်ပေါ့နော် ophthalmic drop ဆိုလို့ရှိရင် eyes drop ကိုပြောတာပါ optic drop ဆိုလို့ရှိရင်တော့ ear drops ပေါ့နော်ဒါကကျတော့ terms အသစ်မှတ်ရမယ်ပေါ့နော်မှတ်ရမယ် terms ဖြစ်ပါတယ် ophthalmic နဲ့ optic ဆိုတဲ့ဟာလေးကိုမှတ်ထားပါတော့ophthalmic drops တွေကကျတော့ manufacture to be sterile ဆိုတာကျတော့ဒါတက်တန့်ရှင်းရှင်းလေးဖြစ်အောင်ပိုးတက်ထားတဲ့ဆေးရည်လို့ခေါ်ပါတော့ပြီး isotonic ဆိုတာကျတော့ဒီထဲမှာပါတဲ့ပြင်းအားပေါ့နော်ဒီစားပမာဏတို့ဘာတို့ထည့်ထားတဲ့ဟာတွေကကျတော့ဒီမျက်စိရဲ့ဒီအထည်တွေအရည်ခန္ဓာကိုယ်တွေအရည်နဲ့သူကတူအောင်ထည့်ထားတာပေါ့နော်တူအောင်ပြင်းအားတူအောင်ဖော်ဆက်ထားဖြစ်တယ်ပြီးလို့ရှိရင်တဲ့ဒါ pH natural ဆိုတာတော့ pH ကလောကအချင်းလည်းမရဘူးဒီဘက်ဟို alkaline ဘက်လည်းမရဘူး acid ဘက်လည်းမရဘူးပေါ့နော်အဲ့လိုမျိုး level ဒီ pH level ကိုလည်း natural ဖြစ်အောင်လုပ်ထားတယ်ပေါ့နော်ဒီ standard တွေရှိတဲ့အတွက်ကြောင့်မလို့they can generally be used in the ear if necessary နားထဲမှာလည်းသုံးလို့ရတယ်ဆရာဒီမှာပုံလေးပြထားပြီပေါ့နော်မျက်စိထဲမှာထည့်တဲ့မျက်စင်စည်းတွေကနားထဲကိုလည်းရေဘူးရအားဖြင့်စိတ်ချရတယ်ပေါ့ထည့်လို့ရှိရင်ဘာမှမဖြစ်တတ်ဘူးပေါ့နော်ဒါကြောင့်မို့ eyes and ears ပေါ့နော်ဒီမျက်စိထည့်တဲ့ဟာတွေဆိုလို့ရှိရင်နားထဲကိုလည်းထည့်လို့ရတယ်ဒါပေမဲ့နားထဲကိုထည့်လို့ရတဲ့စီးတွေကြတော့မျက်စိတွေကိုထည့်ဖို့အတွက်မဖြစ်နိုင်ဘူးပေါ့နော်တိတ်ပြီးတော့မထည့်ကြဘူးပေါ့ ears drop လို့ရေးထားရဆိုလို့ရှိရင်မျက်စိတွေကိုထည့်လို့မသင့်တော့ဘူးเนาะမထည့်ရအောင်ပေါ့နော် eyes drop လို့ရေးထားရဆိုလို့ရှိရင်တော့တစ်ခါတည်းကြာရင်လည်းဒီနားထဲကိုထည့်ပြီးတော့သုံးလို့ရတယ်ဆိုတဲ့သဘောကိုပြောတာเนาะဒုတိယတစ်ခုကကျတော့ optic drop လို့ခေါ်တဲ့ဒီနားထဲကိုထည့်တဲ့စီက are not always direct အမြဲတမ်းတော့သူကပိုးတက်ထားတဲ့စီးကတော့မဟုတ်ဘူးပေါ့တချို့ဟာတွေကတော့ပိုးတက်ထားရှိရဲတချို့ brand တွေကတော့ပိုးတက်မထားဘဲနဲ့ဒီလိုမျိုးပုံမှန်ပြီးပဲထည့်ထားတဲ့စီးဖြစ်နိုင်တယ်ပေါ့နော် are often highly acidic ပေါ့တခါကြလို့ရှိရင်သူက acid from ပိုဆန်လေးရပေါ့နော် acid တော့ပိုဆန်လေးရ to fight bacteria ဆိုတော့နားထဲမှာဆိုရင်ဒီ bacteria ပိုးလေးတွေပါရှိရဆိုရင်ဒီပိုး bacteria ပိုးတွေတည်စီဖို့အတွက်ဆို acidity level တွေမြင့်ထားတတ်တယ်ပေါ့နော် if you put your ear drop in the eye မျက်စိတွေကိုထည့်လိုက်တယ်ဆိုလို့ရှိရင်တော့တဲ့ဒါ acidity ဆိုတာဒီအချင်တက်ရှိတဲ့ဟာ can cause the chemical burn ဆိုတာဒီဓာတုဗေဒအရာဒါလောင်ကျွမ်းတာကိုပြောတာပေါ့နော် cornea ဆိုတာကကျတော့မျက်စိရဲ့ဒီအပေါ်ကအသားကိုပြောတာပေါ့နော် cornea ကိုလောင်ကျွမ်းစေနိုင်တယ်တဲ့နော်အဲ့တော့ဒီမျက်စိကိုထိခိုက်စေနိုင်တယ်လို့မှတ်ထားပါပေါ့နော်ဒါကြောင့်မို့လို့နားထဲကိုထည့်တဲ့စီးကမျက်စိတွေကိုမထည့်ဖို့အတွက်မတင်တော့ပါဘူးမျက်စိတွေကိုထည့်တဲ့ဟာတွေကတော့ရေဘူးရအပြင်နားထဲကိုထည့်လို့ရပါတယ် ophthalmic drops တွေကကျတော့ဆိုတော့ဒီ OTC အနေနဲ့ရောင်းလို့ရတဲ့ဟာလေးတွေကိုပြပြတော့မှာပေါ့နော်အဲ့တော့ဒီဇရာခွဲမှာကြည့်ရဆိုလို့ရှိရင်ဒီ active ingredient ဆိုတဲ့ဟာနည်းနည်းတော့မှတ်ရခက်တယ်ဒီဆေးနာမည်တွေကကျတော့အရင်တော့တစ်ခါမှမကြားဘူးတဲ့ဆေးနာမည်တွေဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီဟာလေးတွေကိုမဟုတ်ဘဲနဲ့ပေါ့နော် OTC အတွက်ရောင်းရမယ်ဆိုလို့ရှိရင်တော်တော်များများကကျတော့ဘာအတွက်လဲဆိုတဲ့ဟာ English လို့ပေါ့နော် English term အနေနဲ့ဆေးဘူးတွေမှာရေးထားပြီးရဆိုတော့ဒီအဲ့ဒီဟာလေးတွေကိုကြည့်ပြီးတော့မှပဲဒီမျက်စင်စရာဘာအတွက်လဲဆိုတဲ့ဟာလေးကိုခွဲခြားသိနိုင်တယ်အလွယ်တကူခွဲခြားသိနိုင်တယ်ပေါ့နော်အကယ်၍မှတ်နိုင်တယ်ဆိုလို့ရှိရင်လည်းဒီ active ingredient တွေအကုန်လုံးကိုမှတ်ထားတာပိုကောင်းတာပေါ့နော်အဲ့ဒီဇာတ်ကွက်လေးကိုကြည့်လိုက်အောင် artificial tear လို့ခေါ်တဲ့ဒီမျက်ရည်အတုလို့ပြောမှာပေါ့နော်မြန်မာလိုကျတော့မျက်ရည်အတုပေါ့ဒါလူတွေလောက်ထားတဲ့အရည်လေးပေါ့နော်အရည်လေးကအဲ့မျက်စိရဲ့အရည်နဲ့တော်တော်တူပဲပေါ့နော်အဲ့တော့ဒီမျက်ရည်ပေါ့ artificial tear တွေကကျတော့ဆိုတော့ဒီ common brand အနေနဲ့ဆိုရင်တော့မြန်မာမှာဆိုရင် co eye အနေနဲ့ရှိရပေါ့နော် co eye ဆေးဘူးလေးဆိုလို့ရှိရင်မျက်စိ6တက်တဲ့လူတွေအတွက် use for dry ဆိုတာကျတော့ gritty eye ဆိုတာမျက်စိ6ပြီးတော့မှပေါ့ကျင်းဆက်ဆက်ဖြစ်တဲ့အဲ့လိုမျိုးပေါ့နော်မျက်စိမကောင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကို eye ကိုတုံးနေပေါ့မျက်စိထဲမှာမျက်ရည်တိတ်မရှိပဲနဲ့မျက်ရည်6ပြီးတော့မှပေါ့နော်မျက်စိက6ပြီးတော့သူတို့ကဒီမျက်စိကျိန်းသလိုမျိုးနာသလိုမျိုးအောင်းသလိုမျိုးဖြစ်တယ်ဆိုရင်เนาะဆိုတော့ဒီကို eye ကိုတုံးတယ်တချို့ကြတော့လည်းခွဲစိတ်ခံဝင်ထားပြီးတော့မှပေါ့နော်မျက်စိခွဲထားတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်း
ကို eye ကိုသုံးကြတယ်ပေါ့နော်ဒုတိယတစ်ခုကကျတော့ allergy အနေနဲ့ဒီမျက်စိရားရတယ်ဆိုလို့ရှိရင်ပုံမှန်ရားတာပေါ့နော်ဒီမျက်စိကျိန်းတာမျိုးမဟုတ်ဘဲနဲ့ခဏ allergy အနေနဲ့ရားလိုက်မျက်စိလေးနီလာလိုက်ဖြစ်တဲ့လူတွေသူကဆိုလို့ရှိရင်เนาะဆိုတော့ဒုတိယတစ်ခုပေါ့เนาะအဲ့ဒီ brand ကတော့ပတ်တာဒေးတို့အေလာဝေးတို့ပေါ့เนาะအဲ့ဒီဈေးတွေကတော့ဒါနောက်ကျရင်ပုံလေးထည့်ထားပြီးရပုံလေးပြမယ်เนาะအဲ့တော့မြန်မာမှာတော့တစ်ခါလေးကြားလို့ရှိရင်လေဟိုလိုပေါ့ဆေးတွေပါတွေကဝင်လာနေလေးခက်ခဲတဲ့အချိန်ကျတော့တစ်ခါကြလို့ရှိရင်ဒီလိုမျိုးဆေးတွေကမတွေ့တတ်ဘူးနော်ဒီမျိုးဆေးတစိမ့်တွေကတွေ့တတ်ဘူးပေါ့နော်မရှိတတ်ဘူးပေါ့တစ်ခါကြလို့ရှိရင်လည်းရှိတတ်ပါတယ်ဝင်ပစ္စည်းဝင်လာလို့ရှိရင်တော့ရှိတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီဆေးနာမည်လေးရတယ်လည်းမှတ်ထားပြီးလိုက်ပေါ့နော်အဲ့ဒါ allergy အနေနဲ့ဆိုရင်တော့ဒီ stop itching ဆိုတာကျတော့ရားတာတက်တာတယ်နော်ရားတာတက်တာတယ်ပြီးလို့ရှိရင်တရက်ကိုတစ်ချိန်ခတ်တာနဲ့တော်တော်လေးကောင်းတယ်ပေါ့နော်တတိယတစ်ခုကကျတော့ redness reliever ဆိုတာမျက်စိရဲတာကိုတတ်တာစီတယ်စီနော်ဒီတစ်စိတ်ကကျတော့ freezing ရယ် clear eye ရယ်ပေါ့နော်ဒီနှစ်ခုရှိရယ်နော်ဒါဒီຢာတွေက warning အနေနဲ့ဆိုလို့ရှိရင်တော့ဆိုတော့ဒီဆေးတွေခတ်တယ်ဆိုတော့ rebound redness လို့ခေါ်တဲ့ပေါ့နော်ပြန်ပြီးတော့မှပို့ပြီးမျက်စိရဲလာတာမျိုးပေါ့နော်မျက်စိနီလို့ရဲလို့ဒီဟာကိုခတ်လိုက်ပါဆိုမှဒီဟာပို့ပြီးတော့ရဲလာနိုင်တဲ့အခြေအနေရှိရဲဆိုတာဘာကြောင့်လဲဆိုတော့တဲ့3ရက်နဲ့အထက်စက်တိုက်ကိုခတ်တာမျိုးတွေပါတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရဲလာတတ်တယ်တဲ့เนาะဒီနောက်တဲ့သဒ္ဒရာတစ်ခုကကျတော့ selective redness reliever ဆိုတာကျတော့ဒီဒါလည်းဒီမျက်စိနီတာကိုပဲတက်တာစီတဲ့ဟာပါเนาะဒါပေမဲ့ဒီဟာကျတော့ဗာဆေးပါလဲဆိုတော့ brimonidine ဆိုတဲ့ဒီဆေးလေးပါပေါ့နော် brimonidine ဆိုတဲ့ဆေးလေးပါတယ်ဒီဟာကတော့ပို့ပြီးတော့ကောင်းတယ် Vicin ထပ်ပို့ပြီးကောင်းတယ်ပြီးလို့ရှိရင်ဒီ rebound redness ကိုလည်းတိတ်မရှိဘူးပေါ့ဒီဆေးခတ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒါလေးကတော့ပို့ကောင်းတယ် Lumify လို့ခေါ်တဲ့တစ်စိတ်ပေါ့နော်ဒီစိတ်လေး Okay နောက်ဆုံးတစ်ခုကကျွန်တော် night time ointment လို့ခေါ်တဲ့ဒီမျက်စင်လို့ပြောမှာမြန်မာဆိုလို့ရှိရင်တော့မျက်စင်မဟုတ်ဘဲနဲ့ပေါ်မျက်စင်လို့ခေါ်ကြပါဘောနော်အဲသူက cream ဖြစ်တာအရင်မဟုတ်ဘဲနဲ့ cream ဖြစ်တာပေါ့နော် cream ဖြစ်တယ်ပြီးတော့အဲဟာလေးတွေကကျွန်တော်မျက်စိရဲ့ဒီထောင့်လေးတွေပေါ့နော်မျက်စိရဲ့အတွင်းထောင့်လေးဒါမှမဟုတ်လို့ရှိရင်အပြင်ထောင့်လေးတွေကိုဒီချာလေးထည့်ရတာပေါ့အိတ်ခမ်းနေကြမှာထည့်ရပါဘောနော်အဲဟာထည့်လိုက်တဲ့အတွက်ကြောင့်မလို့တစ်ခါလေကြာလို့ရှိရင်မျက်စိကဝေဝါးသွားတာမျိုးမျက်စိကြည့်ရမရှင်းတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်သူကကျတော့အဲ့လိုမျိုးလိမ့်ပြီးပြီဆိုလို့ရှိရင်နည်းနည်းလေးကြာသွားအဲ့ညမှာမျက်စိထဲကိုစိတ်ဝင်သွားတာမျိုးပေါ့နော်အဲ့တော့မြန်မာမှာဆိုရင်တော့တော်တော်သုံးများတဲ့ကော်မြင့်စင်များတော့ tetracycline လို့ခေါ်တဲ့ဆေးပေါ့နော်ဒါပေမဲ့ tetracycline ကတော့ antibiotic ဖြစ်တဲ့အတွက်ဆိုတော့ဒီထဲမှာမထည့်ထားဘူးနော်နားလေးကိုထည့်ရတဲ့ဆေးတွေတင်ပြီးတော့ဆက်ပြောတော့ပေါ့နော်ပထမတစ်ခုကကျတော့ earwax remover ဆိုတာနဖာကြီးကိုရှင်းပေးတဲ့ဆေးတွေပေါ့နော်နားတန့်ဆေးလို့ခေါ်ပါပေါ့နော်နားတန့်ဆေးလို့ခေါ်မယ်ဒီဟာလေးတွေကကျတော့ပါတဲ့ဟာတွေကတော့ဒီကာဗမိုက်လို့ခေါ်တဲ့ဆေးတွေပါတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ common brand တွေကတော့ဒီ browse နဲ့ marine eyes ဆို marine ear ဆိုတဲ့ဒီဒစိမ့်လေးပေါ့နော်အဲ့အရာတွေကကျတော့ should not be used if the eardrum is perforated လို့ခေါ်ရတာအဲ့တော့ eardrum ဆိုတာကျတော့နှစီကိုပြောတာပါနှစီပွင့်သွားတဲ့လူတွေနှစီပေါက်သွားတဲ့လူတွေမှာဆိုလို့ရှိရင်ဒီနားနှဖာကြီးရှင်းတဲ့ဆေးရမသုံးတင်ဘူးပေါ့နားတန်ဆေးရမသုံးတင်ဘူးပေါ့နော်အဲ့တော့နှစီပေါက်တာဘယ်လိုမျိုးသိနိုင်လဲဆိုရင်နှစီပေါက်လို့ရှိရင်နားကတိတ်ပြီးတော့ကောင်းကောင်းမကြားရတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့နားကိုက်တယ်နားပီယိုတယ်ဆိုလို့ရှိရင်ဒါနှစီပေါက်နေဆိုတဲ့အခြေအနေဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့အရာလေးတွေတော့နားတန်စီတော့မထည့်တင်ပါဘူးအဲ့ချင်းကြရင်နော် drying agent လို့ခေါ်တဲ့နားကိုခြောက်သွားအောင်လုပ်ပေးတဲ့ဆေးရည်တွေလည်းရှိပါတယ်နားကိုခြောက်သွားအောင်လုပ်တဲ့ဆေးရည်ကဘာလဲဆိုလို့ရှိရင်တော့ခါကြရင်ဒီရေကူးတဲ့လူတွေပေါ့နော်ရေကူးတယ်ရေကူးအောင်တေးသေးချာလေးဒါ training တွေဝင်နေတဲ့လူတွေဆိုရင်ရေထဲမှာပဲနေရတယ်ပေါ့နော်အဲ့တော့ရေကူးသမားတွေလို့ပြောမှာပေါ့နော်အဲ့လိုမျိုးလူတွေကကြတော့ဒီလိုမျိုးနားထဲကိုရေခဏဝင်နေနားမခြောက်တော့ဘူးစိုးနေရမျိုးတွေဆိုလို့ရှိရင်ပိုဆိုးနိုင်တာကျတော့ဒီဘက်တီးရီးယားတွေပေါက်လာနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်နားကိုက်လာနိုင်တယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်တော့ဒီနားအတွင်းထဲကိုခြောက်သွားအောင်လုပ်တဲ့ဆေးရည်လေးတွေကကျတော့ဒီ swim ear တို့နော် oral dry တို့ပေါ့နော်အဲ့ဆေးရည်လေးတွေသုံးလို့ရတယ်ဒါ alcohol ပါတယ်ပေါ့နော်အဲ့တော့ use after swimming to prevent swimmer ear ဆိုတာဒီနားဥာမျိုးတွေပြီးရေဝင်ပြီးတော့မှနားထဲမှာရေရမထွက်တော့တာမျိုးတွေပေါ့နော်တဲ့ alcohol evaporate alcohol ဆိုတာဒီထဲမှာပါတဲ့အရက်ပြန်ပေါ့နော်အရက်ပြန်လေးရအဲ့ evaporate ဆိုတာတော့ဒီနားထဲမှာရှိတဲ့ရေတွေကိုအငွေ့ပြန်သွားစေပေါ့နော် trap that ear ဆိုအထဲမှာပိတ်မိနေတဲ့ရေတွေကိုအငွေ့ပြန်သွားစေတယ်ဆိုတော့အကြောင်းမလို့ဒီဟာလေးက
ခတ်လိုက်တယ်ဆိုလို့ရှိရင်နား6သွားပြီးတော့ပိုကောင်းတယ်ပေါ့နော်pain relief ဆိုတဲ့ဆေးရည်လေးရှိပါတယ်အဲအားကျတော့ Similan နဲ့ဒီ Highland လို့ခေါ်တဲ့ဒီတစိမ့်တွေရတယ်ပေါ့နော်အဲဟာလေးကကျတော့တဲ့ if the patient has a true infection ပေါ့နော်အကယ်၍ဒီလူနာကနားထဲမှာတကယ် infection ပေါ့ပိုးဝင်နေတာမျိုးဆိုလို့ရှိရင်ဖြစ်နိုင်တာကျတော့ fever ကိုပူနိုင်တယ်နောက်တစ်ခုကကျတော့ drainage ဆိုတာကျတော့နားပြီးယိုနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတစ်ခုခုရှိနေဆိုလို့ရှိရင်တော့ဒီဆေးကတော့မခတ်တင်ဘူးပေါ့နားကြိုက်တာတတ်အောင်ပေးတဲ့စီရောမခတ်တင်ဘူးဆရာဝန်ကိုညွှန်ကြားပြီးတော့မှဆရာဝန်ကနေကြည့်ပြီးတော့အော်ဒါဆိုလို့ရှိရင်တော့နားပြီးယုံနေear drum ပေါက်သွားလို့လားဒါမှမဟုတ်လို့ရှိရင်တခြား foreign body တစ်ခုခုများရှိနေလို့လားဆိုတဲ့ဟာကိုကြည့်ပြီးတော့မှဆေးကိုပြန်ပြီးတော့ချိန်ညှိပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍များပေါ့နော်ဒီ fever နဲ့ကိုပူရဲပြီးနားပြီးရွာတွေရှိနေဆိုလို့ရှိရင်တော့ဒီ pain relief အနေနဲ့ကိုယ့်ကိုပေးတာတော့မတင်တော့ပါဘူးreflex challenge ဆိုတာကျတော့เนาะဒီဈေးတွေပေးမယ်ဆိုလို့ရှိရင်ပေါ့တခြားဟိုပါပေါ့ reflex လို့ခေါ်တဲ့ဒီအနီရောင်ဆင်းပေါ့အနီရောင်ဆင်းဒါတွေရှိရဆိုလို့ရှိရင်တော့ဆရာဝန်ညွှန်ကြားပြီးတော့ဆေးမျက်စိကိုဆေးစစ်တာမျိုးတွေနားကိုထပ်မှန်ပြီးတော့စစ်ဆေးရမျိုးတွေလုပ်တဲ့အချက်တွေကိုပြောထားပါပေါ့နော် vision change လို့ခေါ်တဲ့အမြင်အာရုံပြောင်းလဲသွားတာမျိုးရှိလားပေါ့နော် extra vision blurry အကယ်၍တဲ့မျက်စိကဝါးတာပဲလားဒါမှမဟုတ်လို့ရှိရင်အာရုံစင်း halo ဆိုတာကျတော့အခုဘေးနားမှာပုံလေးပြထားပြီပေါ့နော်မီးလုံးတွေကြည်ရမျိုးနေရောင်ကြည်ရမျိုးဆိုရဲကြလို့ရှိရင်သူကအဲ့ဒီအလင်းရဲ့ဘေးနားမှာအဝိုက်အကြီးကြီးရှိနေတာမျိုးပေါ့နော်အဲ့လိုမျိုးဟာလေးကိုမြင်လာပေါ့အဲ့လိုမျိုးမြင်နေဆိုရင်တော့ glaucoma ဆိုရဲဒီရေသိမ်းရှိနေရလားဒါမှမဟုတ်လို့ရှိရင်ဒီ serious injury ဆိုတာကျတော့တခုခုပြင်းပြင်းထန်ထန်ခိုက်မိသွားတဲ့အတွက်ကြောင့်မလို့လဲဒါမျိုးဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ eye pains ပေါ့နော်ဒီမျက်စိနာတယ်ဆိုလို့ရှိရင်ဘလို့နာတာလဲတိဆိုတာကျတော့အတွင်းထဲကနေပြီးတော့မှ dropping pain ဆိုတာဆူဆူချက်ချက်ပေါ့နော်စူးနေတယ်လို့မျိုးတစ်ခုခုစူးဝင်နေမျိုးစူးကနေနာနေတာမျိုးလားအဲ့လိုမျိုးဆိုလို့ရှိရင်เนาะ dry eye မျက်စိ6တာမဟုတ်ပဲねဆရာဝန်ကပြန်လာမှာဖြစ်တယ်เนาะနောက်တစ်ခါကျတော့ ear drainage ရှေ့မှာပြောခဲ့တယ်ဒီဟာပီတွေတွေးတွေထွက်နေဆိုလို့ရှိရင်เนาะ ear drum ကိုစစ်ဆေးရမှာဖြစ်တယ်เนาะအဲ့တော့ drops တွေကိုထည့်လို့မရပါဘူးအဲ့တော့ဒီပုံလေးကတော့မှတ်ထားလိုက်ပါเนาะဒါလေးကကျတော့ halo လို့ခေါ်တဲ့ဟာကိုပြောချင်တာเนาะအဲ့တော့ဒီဟာလေးတွေကကျတော့ဒါဖြစ်တယ်ဆိုလို့ရှိရင်အော်ဒါဆိုရင်ဗာဆေးပေးရမလဲဆိုတဲ့ဟာကိုအလွယ်တကူစဉ်းစားလို့ရအောင်ရေးထားပေးရဖြစ်တယ် dryness ဆိုတာကျတော့မျက်စိ6တယ်ဆိုလို့ရှိရင်เนาะဗာပေးရမလဲဆို artificial tear လို့ခေါ်တယ်မျက်ရည်တူကိုပေးရမယ် itchy ဆိုတာရားလာဆိုရင်တော့ allergy နဲ့ပတ်သက်တဲ့ဟာကိုပေးရမယ် red ဆိုတာအနီရောင်ဖြစ်သလားနီရယ်ဆိုလို့ရှိရင်တော့ဒါ lumify လို့ခေါ်တဲ့ဟာကိုပေးရမယ်ဒါမှမဟုတ်လို့ရှိရင်လည်း vicin ဆိုတဲ့ဒီ redness ကိုတက်တာစီတဲ့ဆေးတွေကိုပေးရမယ်clock ear နားမှာတခုခုပိတ်နေတာမျိုးရှိရဆိုလို့ရှိရင်တော့ဒါနဖာကြီးပေါ့နော်နဖာကြီးကရှိရဆိုလို့ရှိရင်တော့ဒီနဖာကြီးနားတန့်စီတွေကိုပေးလို့ရတယ်ရေအထဲထဲမှာဝင်နေရလားရေကူးလို့ဖြစ်တာလားရေချိုးရင်းနဲ့ရေဝင်သွားတာဆိုလို့ရှိရင်မတက်တာဆိုရင်တော့ဒါ drying drop လို့ခေါ်တဲ့နားကို6သွားစီနိုင်တဲ့စီရည်လေးပေးလို့ရတယ်โอเคဒါလေးမှတ်ထားမယ်နော်ice drop ကကျတော့ဘာလဲဆိုလို့ရှိရင်တော့ဆရာဒီမှာပုံလေးတွေပြထားပြီပေါ့နော်ဒါအရှိမပြောခဲ့တဲ့ဟာပဲတခုမှတ်ထားရမှာကကျတော့ဒီနားတန့်စီပဲဖြစ်ဖြစ်ဒီဆေးရည်တခုခုပေါ့နော်မျက်စင်စီပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဘယ်ဟာကိုသတိထားမှာလဲဆိုတော့ဟောတယ်ဆရာဒီဖွင့်ပြီးပြီဒီအဖုံးကိုဖွင့်ပြီးတော့ခတ်ပြီးပြီဆိုလို့ရှိရင်ဒီဟာကိုတစ်လအတွင်းမှာသုံးလို့ရမယ်နော်တစ်လကြော်သွားပြီဆိုစက်ပြီးတော့သုံးလို့မရဘူးဘာလို့လဲဆိုတော့ risk of bacteria group body ထဲမှာဖွင့်ပြီးပြီဆိုတော့ဒီအထဲကဆေးရည်တွေက steroid ဖြစ်တယ်ပိုးတက်ထားဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးကြာလာပြီရက်လေးနည်းနည်းကြာလာပြီဆိုရင် bacteria တွေဝင်လာပြီးတော့မှအထဲထဲမှာ bacteria ပေါက်နိုင်တယ်ဒါကြောင့်မလို့bacteria တွေပေါက်တယ်ဆိုလို့ရှိရင်တော့မျက်စင်ပြန်ခံရင်ပိုဆိုးလာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့တစ်လအတွင်းမှာသုံးရမှာဖြစ်တယ်တစ်လကြော်လာပြီဆိုရင်တော့ဒါကိုဆေးရည်ရှိပြည့်ရမှာဖြစ်ပါတယ်နော်တချို့ကကျတော့ဒိတ်ကောင်းနေရဆိုပြီးတော့တင်ထားတယ်နောက်ကျရင်ဖြစ်ရင်ပြန်ခတ်လို့ရတယ်ဆိုပြီးတော့အဲ့လိုလုံးဝမလုပ်သင့်ပါဘူးနော်ဒီမှာဆိုရင်ကိုအိုင်တယ်နော်ဒီဟာကျတော့မြန်မာနိုင်ငံမှာလည်းတော်တော်များသုံးကြတယ်ကိုအိုင်ဒီဘက်က allergy ဖြစ်တဲ့အတွက်ပတ်သက်လေးလို့ခေါ်တဲ့ဆေးရည်တွေကိုပြထားပေးရယ်ပြီးနောက်တစ်ခုကဒီဟာလည်း allergy ဖြစ်လို့ရှိရင်ခတ်လို့ရတဲ့ဟာပေါ့အလာဝေးလို့ပေါ့နော်အလာဝေးလို့လည်းပြထားပေးပါတယ်ဒါမျက်စိမြင်ထဲဟာ vicin နဲ့ lumify ဆိုတဲ့ပုံလေးတွေပေါ့နော်ဒီဟာလေးတွေ
မျက်စိနီတာမျိုးဆိုရင်ခက်လိုက်တာနဲ့မြင်သက်တာပဲပေါ့နော်ပြီးရင်ဒီဟာလေးကကျတော့ Wyman လို့ခေါ်တဲ့မျက်စိထဲမှာထည့်တဲ့ကော်မြန်စင်လိုမျိုးလေးပေါ့နော်ဒါ cream လိုမျိုးလေးပဲနော်ဒါကကျတော့နားထဲကိုထည့်ရမယ် ear drops တွေပဲဒါကြီးလည်းအဲ့လိုပဲတစ်လအတွင်းပဲ3တင်တယ်တစ်လကျော်သွားရင်တော့မကောင်းဘူးပေါ့နော်အဲ့တော့ဒီ browse လို့ခေါ်တဲ့ဒါနားတန့်စီဖြစ်တဲ့ earwax နားထဲမှာရှိတဲ့နှာဖာကြီးတွေကိုတန့်ရှင်းပေးရဖြစ်တယ်drying agent ဆိုတာဒါ6သွားစေတဲ့ဆေးပေါ့နော်ဒါရေကူးတဲ့လူတွေအတွက်ကောင်းတယ်နောက်တစ်ခုကကျတော့ဒီဟာကျတော့ဒီနားအောင်နာဆိုလို့ရှိရင်လည်းတက်တာစီရဲ့အခုဒီsemi lesson ဆိုတဲ့ဟာလေးကကျတော့နားထဲမှာအဲ့လိုအတန်မီနေတဲ့ဟာတွေပေါ့ခေါင်းလောင်းထိုးနေတယ်လို့မျိုးဒါမှမဟုတ်လို့ရှိရင်လည်းတီးဆိုမြည်ပြီးတော့မှအဲ့လိုမျိုးဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်လည်းဒီဆေးကြီးတွေကခတ်တယ်ဆိုရင်အဲ့ဒီလက္ခဏာတွေကတက်တာနိုင်တယ်โอเคဆရာတို့ဒီ lesson လေးကတော့ဒါတော့ပဲပေါ့နော်နောက်ထပ် lesson မှာဆိုရင်ဆရာ first 8 item လို့ခေါ်တဲ့ဒီကိုယ့်ရဲ့စီဆိုင်မှာထားထားတင်တဲ့ဒီအရေးပေါ်ဖြစ်လာပြီဆိုလို့ရှိရင်ရှေးဥတုနာပြုဖို့အတွက်ရှိတဲ့ကိရိယာလေးတွေနဲ့နောက်တစ်ခုကကျတော့ဆိုတော့ knowledge လေးတွေပေါ့နော်ဒီသွေးအရန်ထွက်နေဘာလို့လုပ်တင်နေနောက်တစ်ခုကကျတော့ဘယ်လိုမျိုးပေါ့နော်ရှေးဥတုနာပြုအနေနဲ့ကြိုပြီးတော့ပြုစုထားတင်နေဆိုတဲ့ဟာလေးတွေကိုလည်းနောက်ထပ် lesson မှာပြပြပြီးတော့မှာဖြစ်ပါတယ်ဆိုတော့နောက်ထပ် lesson မှာပြန်တွေ့ကြပါတော့